မင်္ဂလာပါရှင်ဒီအိုင်းခရင်လေးကတော့ထုတ်လုပ်မှုနှစ်ပတ်ကျော်လေးနဲ့ကိုရန်ကောင်းတဲ့ဖိပက်တွေတန့်ပြန်ရပါတယ်နော်အများကြီးစူးစမ်းထားတယ်မပန့်ပြောလို့မျက်ကွန်းမျိုးမျက်အိတ်ဖောင်းမျက်လုံးသားအရေးကြောင်းပျောက်တာရမ်းမြန်လိုက်မယ်လေပြောထားတာပေါ့နော်အမတယောက်ကဆိုဖုံးဆက်တယ်သူ့မျက်အိတ်နှစ်ခုကြီးတွဲနိုင်ဆိုရမ်းတိတတာလေးကိုတင်းသွားတယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်တဲ့နော်အဲ့တော့မပန့်ကဒီဟာလေးကအရန်စူးစမ်းထားတယ်ဒီ skin care ဘန်းကိုပြောင်းလဲခုခဲ့တာ3နှစ်တာရှိပါပြီထုတ်လုပ်မှုအစားဆုံးကတော့9နှစ်ပေါ့ skin care အဆက်လိုက်ရှိရယ်နော်တိုနာစီရမ် moisturizer sun cream ညာရင်း right mask ရှိတယ်ဒါပေမဲ့ eye cream ကိုမပိုင်ရင်ထုတ်လုပ်ဖို့ရကိုပညာရည်ပြည့်ဝအောင်ဒီစောင့်ခဲ့ရတယ်ပေါ့နော်အရန်နူးညံ့တဲ့နေရာလေးကိုတာဝန်ယူရတာနော်အရန်ခက်ခဲနေနေပြင်ပန်းနေ30 ml လေးကို2000ခွဲနဲ့သုံးရတာနော်ဘယ် eye cream မှဒီလောက်ဈေးပေါ်တဲ့ပစ္စည်းမရှိဘူးအမြဲတမ်းပြောတယ်ထုတ်လုပ်သမျှပစ္စည်းတိုင်းကိုမြည်တိကဘာမကျော်တွေနဲ့မဆိုရှင်တုံးလို့ရတယ်လုံးဝစင်နှမ်းမနှိမ့်စရာဘူးပေါ့နော်ဒါဆိုအခုထုတ်လုပ်မှုနှစ်ပတ်တမှာအရန်ကောင်းတဲ့ feedback တွေရတယ်ဒီ skin care တွေဆိုတဲ့တကယ် feedback ကောင်းနေတဲ့ပစ္စည်းတွေနိုင်ငံတကာအထိဒီနေ့ဒီချိန်ကြီးတကူတကတုံးဆွရတယ်ပေါ့နော်အဓိကပြောချင်တာကဒီမျက်ခွန်နေတဲ့တွဲနေတဲ့မျက်လုံးတွေတဲ့အရန်အခြေအနေဆိုးနေတဲ့လူတွေအတွက်ကိုတစ်ချက်ကလေးပြောချင်ပါတယ်ပေါ့နော်မပိုင်ရဲ့ကိုယ်စတဲ့တယောက်ကလိမ့်ပြထားတယ်တွေ့လို့ပါအဲ့လောက်နည်းနည်းလေးနဲ့တော့မျက်လုံးတစ်ခုကပြုတ်ပြင်လို့မရဘူးမျက်လုံးတစ်ခုဒီအပေါ်ရောအောက်ရောတေးချတင်းပြီးတော့ကောင်းချင်တယ်ဆိုရင်နည်းနည်းလေးတော့ပစ္စည်းလေးကိုပို့လိုက်မှဒါလေးက2000ခွဲဆိုတာအချစ်စေးနော်အချစ်စေးဒီဘူးကွန်တစ်ခုက9000 6000လောက်ကျနေတာနော်ဒီတစိမ့်ပတ်တွေဝန်နှန်းစိတ်တွေပစ္စည်းစိတ်တွေမပါသေးဘူးဒါလေးကဒီဟာလေးကိုညစ်တဲ့ခါမှာနည်းနည်းလေးအားဆိုင်ညစ်ပေးနည်းနည်းလေးပအောင်တော့ညစ်ပေးပအောင်ညစ်ပေးပြီးမှလက်ကလေးတွေနဲ့လိမ့်ပေးပါလက်ကလေးလေးနဲ့လိမ့်ပေးလက်ကလေးကအားမရှိဘူးလိမ့်တဲ့ခါမှာမျိုးလုံးလေးကိုဒီမှာအောက်မှာလိမ့်နေဆိုရင်အပေါ်ကိုလည်းဆေးပါအောင်လိမ့်ပေးပါဆေးလိုပဲပြောရတော့နော်ဒီ eye cream လေးကိုလိမ့်ပေးပါအပေါ်လေးရောပါအောင်တတလေးပုတ်ပေးသူကပို့ရတာမဟုတ်ပုတ်ရတာဒီမှာဆိုများပါတယ်နော်တွေ့လားဒီလောက်လေးတော့ပါအောင်တော့လိမ့်ပေးပါပြီးတော့အပေါ်ကိုလည်းဒီ eye cream လေးရောက်အောင်လိမ့်ပေးရောက်အောင်လိမ့်ပေးစိတ်ဝင်သွားပြီနှံ့သွားလောက်ပြီထင်မှစိတ်ဝင်သွားအောင်နှံ့သွားအောင်လိမ့်ပေးစိတ်ဝင်သွားပြီနှံ့သွားပြီလို့ထင်မှဒါလေးနဲ့တုံးတဲ့အချိန်မှာတစ်ဖက်ပဲတုံးပြမယ်ဒီအပေါ်မျက်အိတ်ကြတဲ့လူတွေကဒီမှာဒီလိုလေးတင်ပေးဆေးပါမှတင်လို့ရမှာပေါ့နော်ဒီ eye cream လေးပါမှတင်လို့ရမှာဒီလိုဆွဲပြီးဒီလိုတင်ပြီးဒီနားလေးမှာခဏကင်ပေးဒီနားလေးမှာခဏကင်ပေးပြီးအောက်ကိုလည်းညင်ညင်တတတော့ဒီနားလေးမှာခဏကင်ပေးမျက်ကွန်းမျက်အိတ်ကြနေတာဒီအတွန့်ရှိတဲ့လူတွေတော့ကအရန်ကောင်းတဲ့နှိမ်နီးလေးနဲ့အရန်ကောင်းတဲ့ထိတ်တီးလေးတွေဖြစ်တယ်ပေါ့နော်ဒီလိုလေးခဏကင်ပေးညင်ညင်တတလေးတော့မဖိဘူးနော်မဖိဘူးနော်ညင်ညင်တတလေးနားလိုက်ပိုင်တော့ဒီနားလေးမှာအတွန့်နေချင်းဒီနားလေးထိဆွဲပေးပြီးမျက်လုံးကဒီအောက်တွဲကြနေတာဒီလိုလေးတင်တင်ပေးဒီမှာဒီဘက်နဲ့ဟိုဘက်နဲ့ကိုသူကတင်လိုက်တာနဲ့တန့်တက်သွားတာအော်ဒီအိုက်ခရင်လေးတော့နည်းနည်းလေးတုံးကြပါမတုံးမဲနဲ့တော့မရဘူးပေါ့နော်